ဒီလိုတီးရတာခုကိုကြီးအဲ့လိုတီးရတာဒီလိုတီးရတော့ကိုကြီးကရောနယ်ဒိုလေအခုတင်းဝက်ကအားကောင်းသွားတော့အခုလာမဲ့ပွဲမှာကိုကြီးအနည်းဆုံး2ဂိုးသွင်းမယ်မတီအောင်ကပြောတယ်အကိုကြီးရောတော့2ဂိုးအနည်းဆုံးသွင်းမယ်စံပြလူသားဂုတ်ကြီးရောနယ်ဒိုစံပြလူသားဂုတ်ကြီးရောနယ်ဒိုဆိုပြီးတော့ကျွန်တော်ကောင်းစင်ပေးပြီးတော့ဂုံပြုတ်ရေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ idol ကဘာကျော်စူပါစတာဂုတ်ကြီးရောနယ်ဒိုအကိုကြီးရောနယ်ဒိုအများရှေ့ဆက်အားဖြစ်တဲ့ကြိုးစားတဲ့သူများအတွက်ရှေ့ဆောင်လမ်းပြစံပြလူသားဂုတ်ကြီးရောနယ်ဒိုကျွန်တော်တို့ရဲ့ idol ကဘာကျော်စူပါစတာဂုတ်ကြီးရောနယ်ဒိုအကိုကြီးရောနယ်ဒိုအများချစ်တဲ့အားဖြစ်တဲ့ကြိုးစားတဲ့သူများအတွက်ရှေ့ဆောင်လမ်းပြစံပြလူသားဂုတ်ကြီးရောနယ်ဒိုကျွန်တော်ပြီးခဲ့တဲ့တပတ်ပေါ့နော်တပတ်ဝန်းကျင်လောက်ကကျွန်တော် MCC ပါဝင်ပေါ့မီဒီယာတွေကကျွန်တော်အကိုကြီးရိုနယ်ဒိုနဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းကျွန်တော်ရင်ထဲမှာထွက်ပေါ်လာတဲ့အတိုင်းဖြေလိုက်တာပေါ့အဲ့ဒါဝဝကွဲပေါက်သွားပြီးတော့အဲ့ပေါက်သွားတဲ့အချိန်မှာပဲ reaction တွေရော comment တွေရောတချို့ဟိုပါပေါ့အတန်ဖိုင်တွေနဲ့ပြန်တင်တဲ့ channel တွေကနေပြီးတော့အောင်ခန့်ပိုင်မတီယုံဟာကြီးเนาะအကိုကြီးရိုနယ်ဒိုဂုတ်ကြီးရိုနယ်ဒိုကဘာကျော်စူပါစတာကြီးရိုနယ်ဒိုအတွက်တချင်းတပုတ်ကိုယ်တိုင်ရေးဆိုဂုံပြုတ်ပေးတာကိုနားဆင်အားပေးခြင်းတယ်လို့တောင်းဆိုတော့ကျွန်တော်အဲ့တချင်းကိုယ်တိုင်ရေးကိုယ်တိုင်ဆိုစူးစမ်းပြီးတော့တင်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီမှာတော့ကျွန်တော်ကရေးနေကြလို့ပဲเนาะဘတ်1ဘတ်2 correct ပေါ့ဒီလိုပဲသွားနေရအပိုက်တိုင်းမှာကျွန်တော်အကိုကြီးကိုကျွန်တော်ရင်ထဲမှာရှိတဲ့ဆန္ဒတွေအကိုကြီးရဲ့စူးစမ်းအားထုတ်မှုတွေဇွဲလုံးလားတွေအခက်ခဲတွေကိုမကြောက်ဘဲရင်ဆိုင်ကြော်ဖြတ်ရဲတဲ့တတိတွေပြီးတော့စူးစမ်းနေတဲ့လူငယ်တွေအတွက်အကိုကြီးဟာစံပြပုဂ္ဂိုလ်တူဖြစ်တယ်ဆိုတာကိုကျွန်တော်စံပြလူသားဂုတ်ကြီးရိုနယ်ဒိုစံပြလူသားဂုတ်ကြီးရိုနယ်ဒိုစံပြလူသားဂုတ်ကြီးရိုနယ်ဒိုဆိုပြီးတော့ကျွန်တော်ကောင်းစင်ပေးပြီးတော့ဂုံပြုတ်ရေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ခံစားမှုကကျွန်တော်ကြက်သိန်းနေထားတာပေါ့နော်ကျွန်တော်ရဲ့အကိုကြီးကိုပြီးတော့ဒီကဘာဖလားဒီအစီအစဉ်ပြီးမြောက်ခဲ့ရင်ကျွန်တော်ကိုကြီးကအနာယူတော့မယ်လို့လဲကျွန်တော်ကြားသိရတော့ကဘာမှာကျွန်တော်ရဲ့တူဒီသောဂုတ်တူဒီသောအိုက်ဒေါကဘာကျော်စူပါစတာကြီးရဲ့ကျုံဝါဒန်နေကြိုးစားမှုတွေအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်မှုတွေကိုကျွန်တော်တို့ energy ယူပြီးတော့မြင်တွေ့ခွင့်ဒီအခွင့်အရေးတွေရဖို့မလွယ်တော့တာတော့ရှင်ထဲမှာမကောင်းဘူးပေါ့ဗျာနော်ဟုတ်ကဲ့ပြီးခဲ့တဲ့ပွဲစဉ်ကစပြီးတော့ကျွန်တော်တို့ကိုကြီးရိုနယ်ဒိုပါတဲ့ပေါ်တူဂီကတင်းဝက်ကအရန်ကောင်းသွားပြီဗျာနော်အရင်တော့ဒီလိုတီးရတာအခုကိုကြီးအဲ့လိုတီးရတာဒီလိုတီးရတော့ကိုကြီးကရောနယ်ဒိုလေအခုတင်းဝက်ကအားကောင်းသွားတော့အခုလာမဲ့ပွဲမှာအကိုကြီးအနည်းဆုံး2ဂိုးသွင်းမယ်မတီအောင်ကပြောတယ်အကိုကြီးရောတော့2ဂိုးအနည်းဆုံးသွင်းမယ်အဲ့ဒီအဆင့်ကိုကိုကြီးကြော်ဖြတ်မယ်ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့လုံးဝကြော်ဖြတ်မယ်ကျွန်တော်ကိုကြီးကအဲ့ဒီထဲမှာ2ဂိုးအနည်းဆုံးသွင်းမယ်ဒါကြော်ပြို့ကြိုပြီးတော့ကျွန်တော်ပြောနိုင်ကိုကြီး2ဂိုးအနည်းဆုံးသွင်းမယ်လုံးဝစိတ်ချပြီဘာလို့လဲကျွန်တော်ရှေ့မှာပြောသလိုပဲကျွန်တော်ကိုကြီးအရင်တော့ဒီလိုအခုဒီလိုတင်ဝက်နဲ့သွားပြီသူတို့တင်ဝက်အရန်စီးလုံးနေပြီအရန်ညီညွတ်နေပြီအရန်စာလောင်နေပြီเนาะဒီအောင်မြင်မှုကိုကျွန်တော်ကိုအရန်စာလောင်နေတယ်လို့တင်ဝက်တစ်ခုလုံးကလည်းစီးလုံးညီညွတ်စွာနဲ့စာလောင်နေပြီအဲကြောင့်ကျွန်တော်ကိုကြီးဒီအဆင့်ကိုကြော်ဖြတ်မှာပါအကိုကြီးကိုယ်တိုင်ကလည်းတင်ဝက်နဲ့တူအနည်းဆုံး2ဂိုးသွင်းမယ်အဲအသင်းတွေကလည်းထပ်သွင်းမဲ့ဂိုးတွေရှိပါသေးတယ်ကျွန်တော်နာမည်တွေမပြောတော့ဟုတ်အားပေးပါပဲကျွန်တော်ပွဲစဉ်တိုင်းကိုကြီးပွဲစဉ်တိုင်းမလွတ်တမ်းအားပေးတယ်ဗျာဟုတ်ကဲ့ကျွန်တော်ရင်ထဲမှာတော့ကိုကြီးကိုအမြဲတမ်းအောင်ပွဲတွေအကိုကြီးရဲ့အောင်မြင်မှုတွေကိုကျွန်တော်ကအမြဲတမ်းအောင်ပွဲခံနေတာပါကိုကြီးကိုကျွန်တော်ကအားလဲကြတယ်အားလဲယူတယ်ကိုကြီးလိုကျွန်တော်အပြင်းထန်ကြိုးစားနေကျွန်တော်အလုပ်မှာကျွန်တော်အကိုကြီးရိုနယ်ဒိုဂုတ်ကြီးရိုနယ်ဒိုကဘာကျော်စူပါစတာကြီးရိုနယ်ဒိုကြည့်ပြီးကျွန်တော်အလုပ်တွေကျွန်တော်အပြင်းထန်ကြိုးစားနေတယ်ဟုတ်ကဲ့ကျွန်တော်အားပေးနေတဲ့ပရိသတ်တွေအတွက်ကျွန်တော်အကိုကြီးရိုနယ်ဒိုအားပေးနေတဲ့ပရိသတ်တွေအားလုံးအတွက်ကျွန်တော်တချင်းတစ်ပုတ်ဖန်တီးပေးထားပါတယ်စံပြလူသားဂုတ်ကြီးရိုနယ်ဒိုစံပြလူသားဂုတ်ကြီးရိုနယ်ဒိုစံပြလူသားဂုတ်ကြီးရိုနယ်ဒိုဆိုတဲ့တချင်းနဲ့ကိုကြီးကိုဂုဏ်ပြုထားပါတယ်ကိုကြီးရဲ့ fan တွေကျွန်တော်ချစ်ခင်အားပေးရဲ့ fan တွေအားလုံးဒီတချင်းကိုဝင်ရောက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာအားလုံးကိုမတီအောင်အောင်ခန့်မှန်အရန်ချစ်ပါတယ်